Hello ဒီနေ့ကတော့စူပုတ်နဲ့ကြက်ဥကို share ကြော်စားမှာဖြစ်ပါပထမဆုံးစူပုတ်လေးတွေကိုကတ်ကြီးလေးနဲ့ညှက်ထားမယ်ခရမ်းကြီးနီလေးလိထားမယ်ကြက်သွန်နီလေးလိထားပါမယ်ပြီးတော့ကြက်ဥ၃လုံးကိုဖောက်ထဲစားထဲဟင်းခမ်းမုံထဲပဲငံပြားရည်လေးနဲ့ထည့်ပါမယ်ရှင်ပြီးတော့မွေပါမယ်မွေပြီးရင်ခရမ်းကြီးနီလေးကိုထည့်ပါမယ်စူပုတ်လေးကိုထည့်ပါမယ်ကြက်သွန်နီလေးထည့်ပါမယ်ရှင်ပြီးရင်ပြန်မွေမယ်ရှင်အားလုံးတမများသားအောင်မွေပြီးသွားတဲ့အခါမှာအိုးထဲမှာစီလေးနဲ့ထည့်ပါမယ်စီလေးပူလာလို့ရှိရင်ကြက်ဥတွေကိုအကုန်လုံးကိုအိုးထဲကိုထည့်လိုက်ပါမယ်မီအေးလေးနဲ့ဖြည်းဖြည်းချင်းကြော်ရမယ်နော်ကြော်ပြီးအောက်ကကျက်လာတဲ့အခါမှာတစ်ဖက်ကိုပြန်လန်ပါမယ်လန်လိုက်တဲ့အခါမှာကြက်ဥကပြန့်နေပြီးပါနေတော့နည်းနည်းပုံပြတ်သွားတယ်ပေါ့နော်ဒါပေမဲ့လည်းဘာမှမဖြစ်ဘူးစားကောင်းနေအဲဆိုရင်ဟိုရတာရှိတယ်ကြက်ဥစုပုတ်ကြော်လေးရတော့ပါပြီရှင်သမင်းပူပူလေးနဲ့အရန်ကိုလိုက်ပါတယ်လှုပ်ရှားကြည့်ကြပါနော်အားလုံးမတတာ